ဘာစင်အကျုံငါတို့တင်မြလာဆုံးမရှိဘူးပါရှင်ပဲဒီရှိကိုဘုရားဖွင့်ကြောကန်ရတာကမငယ်စနာတော့အလုံးစုံသောပြေရောကလည်းပေါနမကောင်းဝင်မြဲမဲဆဖာရဟောကားတော်မူတဲ့တရားလေးမဲ့တော့ကောင်းတဲ့ဒီလိုဒီမဲ့ဆိုဝင်တော့ဘောဖရပါစေတဲ့အဆောင်ရလကိမင်္ဂလာတဲ့စက္ကနဲ့တောင်းတာလေးကိုရမယ်သာပြေစဝင်းနှလုံးစိတ်ဝင်အရှာရပါစေတဲ့အဆောင်ဖရာဗုဒ္ဓပိစကဗုဒ္ဓသအရဧကတဝကမာတာပိဋိခုတတ္တတေမတေတကသတာယအိမေတ္တမဟာဟုနအဟံဝန္ဒမိတ္တဗနာဖရာတပိတော်ဒီတသနာမသရညနေတာကိုကျေစုခိမင်္ဂလာမဲဆဖာရဟောတော်မေကိတော်ပေါ်နေကဟောကျေစုခိမင်္ဂလာဟောတော်ပိစကဗုဒ္ဓအဆောင်မေခိတော်ပေါ်နေဟောကျေစုခိမင်္ဂလာဟောတော်လေးကလေးက ဟာသာခမတာရှိမေကိတော်ပေါ်နေဟောကျေစုခိမင်္ဂလာတော်ဟန်တာအဆောင်မေကိတော်ပေါ်နေကဟောကျေစုခိမင်္ဂလာဟောတော်ဖရာဥပ္ပဟာလိုက်ပြလိုက်တော့အဇဟောရှိခုနေမေသိဆောင်နေပါစေဟောကျေစုခိမင်္ဂလာပိစကအကတော်ကမဟာတော်ကဟန်တာအဆောင်မေကိတော်ပေါ်နေကဝိဇ္ဇကိမငါတော့ရဟန္တာရှမေခေတော့ဘာနာဝိဇ္ဇကိမငါတော့မင်းခေါတော့ဘာနာကဝိဇ္ဇကိမငါတော့ဖာခေါတော့ဘာနာကဝိဇ္ဇကိမငါတော့လိမ္မာစေကျုပ်ကဘာရဲဆုံးမတဲ့ဆရာတမန်တို့ဘာနာကသမန္တနမောဝိဇ္ဇကိမတော့လိမ္မာစေကျုပ်ကဘာရဲဆုံးမတဲ့ဆရာတမန်တို့ဘာနာကတိလကောတမန်တွေကိုပညာဝန်တို့အစမှုပြကြလျက်ရှိကတဲ့လူပုဂ္ဂိုလ်ရဟန်းပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့ဘာနာကဝိဇ္ဇကိမငါတော့တရားဓမ္မတို့ဟောပြပါတဲ့ဆုံးမတဲ့ဆရာတမန်တို့ဘာနာကသမန္တလုံးတွေတမောဆက်ပြီးပိတ်ကထောက်ပဲဘုရားจิตသောပုဂ္ဂိုလ်တို့ဘာနာကာယကဝစီကမနောကသုံးပါးတဲ့ကံတစ်ပါးပဲမမီဒီမြရှိခဲ့ပါတော့ထိုဘက်တို့ပြောပါစေဟောကြောင့်ငါတို့တင်မြတ်လာဆုံးမရှိကိုပါရှမဣတိရှိကိုဘုရားဖွင့်မြတ်ကနောရသကောင်းမှုကစေနာတို့အလုံးစုံတပေရောကအနေပေါင်းမှာကောင်းဝင်ပြလျက်မဲဆန်ဖျားဟောကားတော်မူတဲ့ဆက်လေးပါမြတ်တရားတို့ကောင်းစွာသိနာရနိမေသောဆေဝနိုင်သောဖရပါစေတရှမရာလောကီမင်္ဂလာပါတဲ့စေကတောင်းတာတဲ့လေကုန်လျက်မဲ့ပြေဆုံးနှလုံးစိတ်ဝေရှမ်းရပါစေတရှမရာဗုဒ္ဓပိစကဗုဒ္ဓဇာအရဧကတောဝမန္တပိတိကုတ္တတာတေမတေသံဃသတ္တယကဣမေနမဟာဝနဟေဝနမိတေပဒဖရဒမေတော်ဒီတတနာမသရရတဲ့တိုင်ကိုယေစုကိမကတမဲဆောဖန်ယောတော်မေခိတို့ဘောလနကဟောယေစုကိမကတပိစကဗုဒ္ဓအရှောတော်မေခိတို့ဘောလနကကိုယေစုကိမကတအဲသာဝကမဟာသဝကဟန္တာအရှောမေခိတို့ဘောလနကယေစုကိမကတဟန္တာအရှောမေခိတို့ဘောလနကဟောယေစုကိမကကောတော်မေခါတို့ဘောလနကကိုယေစုကိမကတဖန်ခေါတို့ဘောလနကဟောကျေစုကိမကသလိမ္မာစေပဲကျုပ်ကပါရဲဆုံးမတဲ့သဆရာတမန်တို့ရပေါ်တဲ့ငါတိလကောသမားတွေကိုပညာဝန်တို့ကိုစေမှုဖွင့်ကြလျက်ရှိကားတဲ့လူပုဂ္ဂိုလ်ရဟန်းပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့ပေါ်တဲ့ငါဟောကျေစုကိမကဟောတဲ့တရားဓမ္မတို့ဟောပြပါတဲ့ဆုံးမတဲ့သဆရာတမန်တို့ပေါ်တဲ့ငါသမောနှလုံးဝေဓမောစသည်မှာပိက္ခဏဝတဲ့จิตစုပုဂ္ဂိုလ်တို့ပေါ်တဲ့ငါကာယကဝစီကမနောကသုံးပါးတဲ့ကံတစ်ပိုင်းမှမိတိမြတ်ရှိခဲ့ပါတော့ထိုဘက်တို့ပြောင်းဖွဲ့ခြင်းဟောကျုပ်ကပြောသိမြတ်တော်လာဆုံးမရှိကိုပါရှမဣတိရှိကိုပူဇော်ဖွင့်မြတ်ကံတော်ရတော့ကိုမူကစနာတို့အလုံးစုံသပြေရောငါပဲဟောဝေမလဲမဲဆဖာရဟောကားတော်မူတဲ့ဆက်လေးပဲမဲတဲ့ဟောကောင်းတဲ့မဲလေးပဲတော့ဆင်ဝင်တော့ဖရပါစေတအချောပရာလောကီမင်္ဂလာဖန်တဲ့စိတ်ကလေးတောင်းထားတဲ့လေကိုလည်းမဲဆပြေဆုံးနှလုံးစိတ်ဝင်အချရပါစေတအချောပရာဗုဒ္ဓပိစကဗုဒ္ဓဇာအရဧကသဝမာတာပိတုသတ္တမဇာယအိမေသမဟာဝနအဟဝနမိတဲ့ဗလာဖရရမေတော်ဒီတတရမသရရတဲ့တိုင်ဟောကျေစုကိမသာမဲဆဖာရကိုတမဲခိတော်ပန္နာကျေစုကိမသာပိစကဗုဒ္ဓပိစကဗုဒ္ဓဆက်သမီးမလို့ကနောက်ဆောင်ပြီးပိစကဗုဒ္ဓအဆောင်တော်မေခိတို့ပန္နာကျေစုကိမသာဧကတောကမဟာတောကဝိဟဒါသမီးခိတို့ပန္နာကဟောကျေစုကိမသာပိလိုက်ပြီးဖုံးပိလိုက်ပြီးတန်ဖုံးပိလိုက်ပြီး